ချက်လာစွာသောဆွေတို့ဒီနေ့မှာခရစ်တော်ဖျားရှင်အားစွန့်အားစေသောနှတ်ဆိုးကိုနှင်ထုတ်တဲ့အကြောင်းကိုဒီနေ့ကြားနာဖတ်ရှုကြရတယ်။ဒီအကြောင်းအဖြစ်ကျွန်တော်တို့တွေကိုသင်ကြားပေးတဲ့အရာ၃ခုရှိပါတယ်။နံပါတ်၁ချက်ကတော့အကောင်းမြင်စိတ်ရှိဖို့အကောင်းပြောတတ်တဲ့စိတ်ရှိဖို့သင်ကြားပေးတယ်။ဒုတိယချက်အနေနဲ့ကတော့ဘုရားရဲ့အလိုတော်တိုင်းအသက်ရှင်ဖို့သင်ကြားပေးတယ်။တတိယချက်ကတော့ဘုရားအပေါ်မှာသစ္စာရှိဖို့သင်ကြားပေးပါတယ်။ပထမဆုံးခရစ်တော်ဘုရားရှင်စွန့်အားစေတဲ့နှတ်ဆိုးကိုနှင်ထုတ်တဲ့လုပ်ရကဒါကောင်းတဲ့လုပ်ရဖြစ်တယ်။ဒါပေမဲ့လို့ပဲဒီလူအစုဝေးနဲ့ဂျူးဘာသာရေးခေါင်းဆောင်တွေကအကောင်းမမြင်ကြဘူးအကောင်းမပြောကြဘူးလူသဘောသဘာဝကလည်းကိုယ်တိုင်လောက်တာမဟုတ်ရင်ဘယ်သူကဘလောက်ထိကောင်းတာပဲလုပ်အကောင်းမမြင်တတ်ကြဘူးအကောင်းမပြောတတ်ကြဘူးဒါကြောင့်မလို့ကျွန်တော်တို့တွေအကောင်းမြင်စိတ်ရှိဖို့အကောင်းပြောတတ်ဖို့အရေးကြီးတယ်ဒီနေ့လူစုဝေးရနေပြီးတော့ခရစ်တော်ဘုရားရှင်ကိုပြောတယ်ဒီစွန့်အားစေတဲ့နှတ်ဆိုးကိုခရစ်တော်ဘုရားရှင်နှင်ထုတ်ပြီးတဲ့အချိန်မှာလူစုဝေးရနေပြီးတော့တချို့ကအံ့ဩကြတယ်တဲ့အံ့ဩတယ်ဆိုတာခရစ်တော်ဘုရားရှင်နှတ်ဆိုးနှင်ထုတ်တာကိုယုံကြည်တာမဟုတ်ဘူးအံ့ဩယုံမဲ့အံ့ဩတယ်ပြီးတော့တချို့လူတွေကြတော့လေနှတ်ဆိုးကောင်းဆောင်အကြီးအကဲဘဲစေဘူးကိုအမိပြုပြီးတော့နှင်ထုတ်တယ်ဆိုပြီးတော့ဆွဆွဲကြတယ်ပြီးတော့တချို့လူတွေကြောလေကောင်းငင်ကနမိတ်လက္ခဏာတကောလက္ခဏာကိုတောင်းခံကြတယ်ဆိုလိုချင်တဲ့သဘောသဘာဝကခရစ်တော်ဘုရားရှင်နှတ်ဆိုးကိုနှင်ထုတ်တာကိုလက်မခံကြဘူးအမျိုးမျိုးမကောင်းနေပြောကြဒါနဲ့ခရစ်တော်ဘုရားရှင်ကနှတ်ဆိုးကိုအမိပြုပြီးတော့နှင်ထုတ်တာမဟုတ်ဘူးဆိုတဲ့အကြောင်းကိုသူတို့အချက်၄ချက်နဲ့ပြန်ပြီးတော့ရှင်းပြတယ်ဥပမာအနေနဲ့တိုင်းနိုင်ငံတစ်ခုအိမ်အောင်စုတစ်ခုသူတို့အတွင်းထဲမှာစိတ်ဝင်းနေကွဲနေပြီဆိုရင်အဲ့ဒီတိုင်းနိုင်ငံအဲ့ဒီအိမ်အောင်စုဘလို့လုပ်ပြီးတော့တည်တတ်နိုင်မှာလဲဒါကြောင့်မလို့စာတန်ကလည်းမိမိကိုယ်ကိုမိမိပြန်လဲပြီးစန့်ကျင်မှာမဟုတ်ဘူးငါကလည်းဘဲစီဘူးကိုမိပြုတ်ပြီးနှင်ထုတ်တာမဟုတ်ဘူးဆိုပြီးတော့သူတို့ပထမချက်အနေနဲ့ရှင်းပြတယ်ပြီးတော့ဒုတိယချက်အနေနဲ့ကြောသင်တို့ဤလူများသည်လည်းမြည်သူကိုအမိပြု၍နှတ်ဆိုးများကိုနှင်ထုတ်ကြပါတည်းတဲ့ဒီဂျူးဘာသာရေးခေါင်းဆောင်သူတို့တွေလည်းနှတ်ဆိုးနှင်ထုတ်နေတယ်ဒါကြောင့်မလို့ငါကိုဘဲစီဘူးအမိပြုပြီးနှင်ထုတ်တယ်လို့ဆွဆွဲရင်မင်းတို့တွေကလည်းအဲ့လိုပဲဖြစ်နိုင်မယ်လို့ခရစ်တော်ဘုရားရှင်ကရှင်းပြတယ်ပြီးရင်တတိယချက်အနေနဲ့ဘုရားသခင်လက်ညှိုးတော်အဖြစ်နှတ်ဆိုးများကိုနှင်ထုတ်သည်ဖြစ်လျင်ဘုရားသခင်နိုင်ငံတော်သည်သင်တို့ပေါ်သို့ကြားရောက်လိမ့်မယ်ဒါခရစ်တော်ဘုရားရှင်ငါကဘဲစီဘူးကိုအမိပြုတာမဟုတ်ဘူးဘုရားသခင်ခမည်းတော်ဘုရားရဲ့လက်တော်အားဖြင့်နှတ်ဆိုးကိုနှင်ထုတ်ခြင်းဖြစ်တယ်ဆိုတာကိုရှင်းပြတယ်ပြီးတော့နောက်ဆုံးနံပါတ်၄ချက်ကကြတော့ခွန်အားကြီးသူသည်တဲ့လက်နက်အပြည့်စုံဖြင့်မိမိအိမ်ကိုစောင့်ရှောက်လျင်သူ၏ပစ္စည်းဥစ္စာတို့သည်လုံခြုံစွာရှိ၏သို့တော်တဲ့သူထက်ခွန်အားကြီးသောသူပေါ်လာသောအခါသူ့မှာရှိသမျှဥစ္စာတွေအကုန်လုံးတိုက်ခိုက်သိမ်းယူသွားမယ်တဲ့ခွန်အားကြီးတဲ့သူဆိုတာကနှတ်ဆိုးကိုပြောခြင်းဖြစ်တယ်သူထက်ခွန်အားကြီးတဲ့သူဆိုတာဖះကိုပြောခြင်းဖြစ်တယ်ဒါကြောင့်မလို့ခရစ်တော်ကဘဲစေဘူးကိုမိပြုတာမဟုတ်ဘူးသူထက်ခွန်အားကြီးတဲ့သူဖះသခင်ခမည်းတော်ဖះကိုအမိပြုပြီးတော့နှတ်ဆိုးကိုနှင်ထုတ်ခြင်းဖြစ်တယ်ဆိုပြီးတော့လူတုပရိသတ်ကိုဖះရှင်ရှင်းပြတယ်နောက်ဆုံးမှာခရစ်တော်ဖះရှင်မှတ်ချက်ပေးတာကငါဘ၌မရှိသောသူသည်ငါကိုစန့်ကျင်သောသူဖြစ်၏ငါနဲ့အတူမစုသိမ်းသောသူသည်ကျဲဖြန့်သောသူ၏ငါဘက်မှနေမလားနှတ်ဆိုးဘက်မှနေမလားဝိညာဉ်ရေးဘဝတတ္တာမှာခြားနေလို့မရဘူးဖះဘက်မှာရှိဖះဘက်မှာမရှိရင်နှတ်ဆိုးဘက်ကိုအလိုလိုရောက်သွားမှာဖြစ်တယ်
ပြီးတော့နောက်တစ်ချက်ကကျတော့ဒီလူအစုဝေးနဲ့ဂျူးဘာသာရေးခေါင်းဆောင်တွေကခရစ်တော်ဘုရားရှင်ကောင်းတာလုပ်တာကိုဘာဖြစ်လို့အဲ့လိုမြင်တာလဲလူသဘောတဘာဝလူရဲ့အားနည်းချက်ကြောင့်အဲ့လိုမြင်ရခြင်းဖြစ်မယ်ဒါမှမဟုတ်ရင်နှက်ဆိုးကနှောက်ယှက်လို့ပဲဖြစ်တယ်ဒါဆိုရင်နှက်ဆိုးနှောက်ယှက်ခြင်းမခံရအောင်ဘယ်လိုလုပ်ရမလဲခရစ်တော်ဘုရားရှင်ကိုအတူယူရပါမယ်ခရစ်တော်ဘုရားရှင်တရားမဟောခင်တောကန္နာရာထဲမှာရပ်ပေါင်း40အစာရှောင်ပြီးတော့ဆုတောင်းတဲ့အချိန်မှာနှက်ဆိုးကနှီးမျိုးစုံနဲ့နှောက်ယှက်တယ်ဒါပေမဲ့လို့ပဲခရစ်တော်ဘုရားရှင်အောင်မြင်ခဲ့တာတွေ့ရတယ်။ဘာကြောင့်မလို့အောင်မြင်လဲခမည်းတော်ဘုရားရဲ့အလိုတော်အတိုင်းလိုက်နာဆောင်ရွက်တယ်။အလိုတော်အတိုင်းလိုက်ခြင်းကအောင်မြင်ခြင်းကိုပို့တယ်ဆိုတာခရစ်တော်သိတယ်။ဒါကြောင့်မလို့ဒီရပ်ပေါင်း40လုံးအလိုတော်အတိုင်းနေထိုင်ခဲ့တယ်။ပြီးတော့တောထဲမှာရောက်နေပေမဲ့လို့ပဲဘုရားပေါ်မှာတစ္ဆာရှိတယ်။ဒါကြောင့်မလို့နှက်ဆိုးရန်ကနေအောင်မြင်ဖို့ဆိုရင်ဘုရားရဲ့အလိုတော်တိုင်းလိုက်နာကျင့်ကြံကြရမယ်ပြီးရင်ကိုယ်နဲ့ဘုရားနဲ့ဘလောက်ဝေးဘုရားပေါ်မှာတစ္ဆာရှိနိုင်အောင်ကြိုးစားကြရမယ်။ဒါကြောင့်မလို့ဒီနေ့တရက်တာလုံးမှာဒီခရစ်တော်ဘုရားရှင်နှက်ဆိုးနှင်ထုတ်တဲ့အဖြစ်အပျက်ကိုဈာနာဖတ်ရှုပြီးတော့ကျွန်တော်တို့အတွက်သင်ခန်းစာယူရမယ့်အချက်ကလူတိုင်းပေါ်မှာအကောင်းမြင်စိတ်ထားနိုင်အောင်ကြိုးစားကြရအောင်အကောင်းပြောတတ်တဲ့စိတ်ကလေးတွေရှိနိုင်အောင်ကြိုးစားကြရအောင်ဘယ်လိုမျိုးဒုက္ခခက်ခဲတွေပဲရှိဘုရားရဲ့အလိုတော်အတိုင်းအသက်ရှင်နိုင်အောင်ကြိုးစားကြရအောင်ဘုရားနဲ့ကိုယ်နဲ့ဘလောက်ပဲဝေးဘုရားပေါ်မှာသစ္စာရှိနေထိုင်အသက်ရှင်သွားနိုင်အောင်အတူတူကြိုးစားချင်ကြရအောင်